အားလုံးမင်္ဂလာပါကိုမူ YouTube channel ရလေကြိုဆိုလိုက်ပါတယ်ဒီပတ်အတွက်ပေါ့နော်ဒီပတ်ဆိုတော့24 25 26 29 28တပတ်စာမွေးကွက်ကပြောထားပြီးတော့เนาะ86နဲ့89ပွဲကျွန်တော်ရဲ့အင်္ဂါမကျော်ပတ်တီเนาะအင်္ဂါမကျော်ပတ်တီကိုမှတ်ပါเนาะအင်္ဂါမကျော်ပတ်တီကเนาะအင်္ဂါမကျော်ပတ်တီက9ပါเนาะ9ထဲမှာဆိုဘယ်ဟာကျွန်တော်အကြိုက်ဆုံးလဲဆိုတော့98ရယ်ပြီးတော့90ရယ်ပြီးတော့94ရယ်96ရယ်เนาะအင်္ဂါမကျော်ပတ်တီက9เนาะ90 98ရယ်96ရယ်94ရယ်ပူကစားပေါ့เนาะပြီးရင်ဟူးမကျော်လာမယ်ဟူးမကျော်ကလည်းအဲ့တဲ့ပဲเนาะဟူးမကျော်ထဲမှာဆိုရင်ကျွန်တော်ရဲ့အကြိုက်ဆုံးဟူးမကျော်၄ကွက်ကဟူးမကျော်၄ကွက်ကအင်္ဂါမကျော်နဲ့အတူတူပဲเนาะ90ရယ်94ရယ်96ရယ်98ရယ်ဒါလည်းဟူးမကျော်အင်္ဂါမကျော်အတူတူပဲအင်္ဂါမကျော်9တလုံးကလုံးဝအင်္ဂါမကျော်ဘူးเนาะ9တလုံးကเนาะမွေးကန်းတပတ်စာမွေးကန်းက86နဲ့89ပွင့်ကဲကုလူတွေအားလုံးကောင်းကြပါစေရကြပါစေဗျာเนาะမပြောက်ပတ်တီးက9ပါเนาะမပြောက်ပတ်တီးက9ပါเนาะကဲအဲ့ထက်မှာကျွန်တော်ထူးထူးခြားခြားပြောချင်တာကကျွန်တော်လူတွေကိုတီးတက်ထိမိပေါက်ရှင်တယ်ထိမိမွေးရှင်တယ်ဆိုရင်တစ်ဘူးမွေးတာတစ်ဘူးမွေးတာတကယ်ပြောကျွန်တော်အခုကွန်မမှာရေးပေးနိုင်ပါဗျာเนาะကျွန်တော်လည်းခုမှစားဗျာစားကြပါဦးပါစပိုင်စီတဲ့ခုနမာတာခုမှရောက်တာစားကြပါအောင်ဗျကျွန်တော်ခုမှအားတာတီရှာလေးစစ်ပေးရနော်တီရှာလေးလိုက် 100% ဒီဘက်ကအကုန်ထွက်မယ်နော်ဒီဘက်ကအကုန်ထွက်မှာဖြစ်ပါတယ်အဲ့ဒါကြောင့်မို့တီမိလိုက်ရှင်လို့ရှိရင်တော့ဟာလိုက်ပေါ့တစ်မွေးလိုက်နော်တစ်ဘူးနော်ကဲခုလူကန်ကောင်း